အခြေခံမှာမြတ်စွာဘုရားကဘာတွေဟောခဲ့တယ်လဲအဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်မှာအခြေခံကြကြလိုက်နာဆောင်ရွက်ဖို့မြတ်စွာဘုရားဟောတာအတုပနာယိကကိုချင်းစာတရားဆိုတာလူတိုင်းဟာဒီမိမိတို့ရဲ့ခံစားချက်တွေဆိုတာရှိတယ်အဲ့ဒီကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ်နဲ့ဆက်သွယ်ရတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်ဆိုတာနှစ်ဦးနှစ်ဝဒီတစ်ဖက်သားရဲ့စိတ်ခံစားချက်တွေကိုသိရှိနားလည်ပြီးတစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စိတ်ခံစားချက်ညှိနှိုင်းပြီးတော့မေတ္တာအခြေခံတဲ့ဆက်ဆံမှုဆက်ဆံရေးကိုလိုက်နာဖို့ရသော်များဟောကြားဆုံးမခဲ့တာဖြစ်တယ်။အဲဒီဆက်ဆံရေးဟာအလုံးကိုအရေးကြီးတာလူသားတို့ရဲ့ society မှာအဲ့ဒီလိုကိုချင်းစာတရားဆိုတဲ့အခြေခံဆက်ဆံရေးနားမလည်လို့ရှိရင်လူတွေဟာကိုယ်တကိုယ်တည်းဟိုသာချိပြီးတော့ဆောင်ရွက်လုပ်ကင်ကြတဲ့အခါမှာညီညွတ်ရေးတွေပြက်ပြားပြီးကိုယ်တကိုယ်သာချိတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားပြီတဦးနဲ့တဦးဟာပေါင်းတင်ဆက်ဆံလို့ဆက်သွယ်ဆောင်ရွက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးထိရောက်သွားတယ်အဲ့တော့ဘုရားဝတ္တဝင်တို့ရဲ့စိတ်နေသဘောထားမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းသာအကယ်၍ကိုချင်းစာတရားကိုအခြေခံပြီးတော့နေ့စဉ်နဲ့အမျှပြောဆိုကြမယ်ဆက်သွယ်လုပ်ကိုင်ကြမယ်ဆိုလို့ရှိရင်မညီညွတ်เสียရလဲပါတခုမှအကြောင်းမရှိဘူးအားလုံးဟာညီညွတ်နဲ့အခုကပြောနေတဲ့ team work ဆိုတာလေဘုရားဘာသာတရားအခိုင်အမာဆုံးဖြစ်ရခိုင်မာဆုံးဖြစ်ရဘုရားဟောထားတဲ့သမက္ခတမောရမှာသမက္ခဆိုတာအလုပ်တစ်ခုမှာတညီတည်းလုပ်ကြတာစိတ်တူကိုယ်တူလုပ်တာသမက္ခလို့ခေါ်တယ်